ဘောလုံးစာပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့2026ကမ္ဘာဖလားမှာအင်္ဂလန်အသင်းဆီမီဖိုင်နယ်တက်လာပုံအကြောင်းကိုပြပတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ2022ကမ္ဘာဖလားမှာပြင်သစ်အသင်းကိုကွာတာဖိုင်နယ်အဆင့်မှာရှုံးနေပြီးထောက်ခခဲ့ရတဲ့စိတ်ပြတ်မှုတွေကိုနောက်မှထားပြီး2026ကမ္ဘာဖလားမှာတော့အင်္ဂလန်အသင်းဟာနှစ်ပေါင်း60နီးပါးစောင့်မျှော်နေတဲ့ကမ္ဘာချန်ပီယံအိမ်မက်ကိုအကောင့်ထဲပို့ဖို့အားရင်အပြည့်နဲ့ပြန်လာခဲ့ပါတယ်အုပ်စုအဆင့်မှာအင်္ဂလန်ကတည်ငြိမ်တဲ့ကစားပုံကိုပြသခဲ့ပြီးနှစ်ပွဲနိုင်တပွဲတည်းရလက်နဲ့အုပ်စုဘူအဖြစ်32သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အဖွင့်ပွဲမှာခရိုအေးရှားကို4-2နဲ့အနိုင်ရခဲ့ပြီးဒုတိယပွဲမှာဂါနာနဲ့ဂိုးမရှိသေးရေးကြခဲ့ပါတယ်။နောက်ဆုံးပွဲမှာတော့ပနားမားကို2ဂိုးမရှိနဲ့အနိုင်ယူပြီး Group L ကိုဦးဆောင်နိုင်ခဲ့ပါတယ်။နီးပြသောမတ်တူချယ်ရဲ့စနစ်တကျချမှတ်ထားတဲ့နီးပြူဟာနဲ့ဂျူဒ်ဘယ်လင်ဟမ်ရဲ့ဦးဆောင်မှုကအသင်းကိုပိုပြီးအားကောင်းစေခဲ့ပါတယ်။32သင်းအဆင့်မှာတော့အင်္ဂလန်ကဒီယာကွန်ကိုအသင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီယာကွန်ကိုရဲ့အစောပိုင်းဦးဆောင်မှုကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့အင်္ဂလန်ကအရှုံးမပေးဘဲပြန်လည်တိုက်စစ်ဆင်ခဲ့ပါတယ်။နောက်ဆုံးမှာဟယ်ရီကိန်းရဲ့နောက်ကျဂိုး2ဂိုးကြောင့်2-1နဲ့အနိုင်ရပြီး16သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။16သင်းအဆင့်မှာတော့အင်ရှင်မက်ဆီကိုအသင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပရိသတ်တောင်းရှိအားပေးမှုကြားမှာကစားခဲ့ရတဲ့ဒီပွဲကအင်္ဂလန်အတွက်အလွန်ခက်ခဲခဲ့ပါတယ်။တယောက်ရော့သွားတဲ့အခြေအနေအထိရောက်ခဲ့ပေမဲ့အသင်းရဲ့စိတ်နဲ့ကြက်ခိုင်မှုကိုပြသနိုင်ခဲ့ပြီး3-2နဲ့အနိုင်ရကကွာတာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ကွာတာဖိုင်နယ်မှာတော့နော်ဝေအသင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဟာလန်ဦးဆောင်တဲ့နော်ဝေဟာအနေရရှိတဲ့ပြိုင်ဘက်ဖြစ်ပေမဲ့အင်္ဂလန်ဟာဖီအားကိုအကောင်းဆုံးကင်တွယ်နိုင်ခဲ့ပါတယ်။ပွဲအတွင်းနောက်ကလိုက်ကစားခဲ့ရပေမဲ့ဂျူးဘယ်လင်ဟမ်ရဲ့သွင်းဂိုး2ဂိုးကြောင့်အချိန်ပိုမှာ2-1နဲ့ပြန်လည်အနိုင်ရခဲ့ပါတယ်။ဒီအောင်ပွဲနဲ့အတူအင်္ဂလန်ဟာ2026ကမ္ဘာဖလားဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒီအောင်ပွဲနဲ့အတူအင်္ဂလန်ဟာဆီမီဖိုင်နယ်မှာတမိုင်းကြောင်းကြီးမားတဲ့ပြိုင်ဘက်အာဂျင်တီးနားအသင်းနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။1986ခုနှစ်ကမာရာဒိုနာရဲ့ Hand of God မှစပြီးနိုင်ငံခြားပြိုင်ဆိုင်မှုတွေဟာယနေ့အထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။အခုအချိန်ထိအင်္ဂလန်အသင်းရဲ့ခီးစဉ်ကိုကြည့်မယ်ဆိုရင်အုပ်စုအဆင့်မှာနှစ်ပွဲနိုင်တစ်ပွဲတည်းရလက်နဲ့အုပ်စုပိုအဖြစ်ဖျက်ချော်နိုင်ခဲ့တယ်။32သင်းအဆင့်မှာကွန်ဂိုဒီယာကို2-1နဲ့အနိုင်ရခဲ့တယ်။16သင်းအဆင့်မှာမက္ကဆီကိုကို3-2နဲ့ကျော်ဖြတ်နိုင်ခဲ့တယ်။ကွာတာဖိုင်နယ်မှာနော်ဝေကို2-1နဲ့အနိုင်ယူပြီးဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အခုဆိုရင်ကမ္ဘာချန်ပီယံဆုဖလားကိုရယူနိုင်ဖို့အင်္ဂလန်အသင်းအတွက်အဆင့်2ဆင့်သာကျန်မာတော့တယ်။1966နောက်ပိုင်းပထမဆုံးအကြိမ်ကမ္ဘာချန်ပီယံဖြစ်လာမလား။ဒါမှမဟုတ်အာဂျင်တီးနားအသင်းကပဲသူတို့ရဲ့အိမ်မက်ကိုရပ်တန့်သွားစေမလားဆိုတာကိုစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။